မကခက်ညံ့ညံ့မိမတရားမှမဟုတ်တာလူတချို့ကျမကိုမပေါင်းချင်တာကျမကဝမ်းနေပြီးထိုင်ငိုနေရမှာလားကျမတိထားတာတခုပါလေမြေကြီးကိုတီကောင်ကစားတယ်တီကောင်ကိုကြတော့ငါကစားတယ်မလားငါတွေကိုကြတော့လူတွေကစားကြတယ်လေလူတွေကိုကြတော့အရှင်းတန်လာရင်မြေကြီးကပဲစားပြကြတယ်လေဒါကြောင့်မလို့မြေကြီးကစားပြီးမြေကြီးမှာဆုံးကြရတဲ့တူအတူမမအပေါင်းတင်ပေါ်တယ်သူ့မှာအပေါင်းတင်မပေါ်ဘူးဆိုပြီးတော့မတတ်နေလို့မလိုပါဘူးငါကပိုပြီးပညာတတ်တယ်သူကငါလောက်ပညာမတတ်ပါဘူးဆိုတဲ့စိတ်နဲ့ကျမမှမရှိပါဘူးမတချက်လို့ပဲလူတိုင်းအပေါ်မှာဆက်ဆက်ကျင်တော့တာပါဘာလို့ဆိုကျမကဆက်ဆက်ပြီးကျမကိုအလေးမထားခဲ့တာတွေကြုံတွေ့ခဲ့ရလို့ပါ